န်ဂရီလေးနဲ့စကင်းကအာနီတင်ကိုရတယ်ဆိုလို့ရှိရင်တော်တော်လေးတော့ကောင်းတယ်နော်ဒီမှာမေးခုလေးတရားလေးစမ်းတာပေါ့နော်စမ်းတာကတော့တပတ်ကျော်သွားပြီတပတ်ကျော်အခုမှချပြတာသူကကြတော့ဘာပါလဲဆိုလို့ရှိရင်စီရန်အာနီတင်ပါတယ်ပြီးတော့ရှင်မောချွိုက်ဇာအာနီတင်ပါတယ်မျက်နှာအသားရည်ကိုသူကကြဘယ်လိုမျိုးလဲဆိုတော့ဒီပေါ့သူ့ရဲ့ဒီစာမှာဆိုလို့ရှိရင်တော့ဖြာလိုမျိုးမျက်နှာအုပ်ပေးတယ်နေအောင်ကြီးလုံးဝတန်ပြန်ထွက်တော့တင်းတိတ်သမားတွေအတွက်သုံးပေးတဲ့ဆန်ခရီနောက်တစ်ခုကျမေးွားလေအခုနောက်ပိုင်းမှာဆိုဆန်ခရီနဲ့ရွေးချယ်ဘယ်လိုရွေးချယ်လဲဆိုလို့ရှိရင်ပေါ့နော်မျက်နှာပေါ်မှာမပြမဟောက်တာကိုရွေးတယ်တုံးမပါတာတွေပေါ့အဲ့လိုမျိုးကိုရွေးတယ်ဘာလို့ဆိုမေတို့တင်းတိတ်သမားတွေရဲ့ဆန်ခရီကလုံးဝ short သုံးလို့ရတဲ့အထဲထဲမှာမပါဘူးပေါ့နော်အဲ့ဒီကြောင့်မလို့ဆန်ခရီလိမ့်တဲ့အခါမှာတုံးဝက်ပါတာမေလုံးဝမလိမ့်ဘူးဆန္ဒဆိုလဲလက်တစ်ချောင်းအပြည့်ကိုဒီတစ်ချမ်းလိမ့်နေပြီးရင်နောက်ထပ်တစ်ချောင်းကိုတစ်ချမ်းလိမ့်မယ်ပေါ့နော်သူ့ရဲ့အနက်လေးကလည်းလုံးဝတင်းတင်းလေးပဲပြီးလို့ရှိရင်ဒီဆန်ခရီလေးက sensitive သမားတွေပဲလိမ့်လို့ရတယ်မျက်နှာပေါ်မှာလိမ့်ပြီးသွားတော့စကင်းကအနီးတင်နေပါတဲ့အတွက်ကြောင့်မျက်နှာသားတွေလုံးဝချီချီဆူဆူလေးဖြစ်စေတယ်ကိုယ့်ရဲ့မျက်နှာသားရဲ့ပုံမှာစကင်းကအနီးတင်ပြေဝကိုလည်းလိုချင်တယ်နေရာကိုလည်းကောက်ကိုလည်းလိုချင်တယ်တိတိမဲဆက်လည်းတက်တာချင်တယ်ဆိုတော့ဒါလေးကိုသုံးကြည့်ပါနော်မိတ်ရင်ကိုရီးယားလေးဖြစ်တယ်ပြီးရင်ကိုရီးယားစက်ရုံမှာကိုထုတ်ထားတာမိတ်ရင်ကိုရီးယားလေးဖြစ်တဲ့အတွက်စိတ်ချလက်ချသုံးပေးဖို့လဲအကြံပေးခြင်းနဲ့တော်တော်လေးအဆင်ပြေတယ်ဆန်ခွင်ကမေတို့အတွက်မရှိမဖြစ်ပဲအဲ့ဒီကြောင့်ဆန်ခွင်ပြက်ရင်မေတို့လုံးဝနားလို့မရအောင်တင်းနေသမားတရက်ဆိုတရက်တိတာအဲ့ဒီကြောင့်မေတို့ကဆန်ခွင်ဆိုရင်ကောင်းကောင်းလေးတွေကိုအမြဲတမ်းရှာပေးနေရဖြစ်ပါတယ်